လူသူလေးပါအသွာလာများတဲ့နေရာတွေမှာမနက်စောကြီးကြီးမနှိုးခင်ချပြီးတော့ဘယ်သူမှမသိအောင်ငွေပစ္စည်းတစ်ခုခုကိုပြစ်ချထားခဲ့ရမယ်ဒီလိုပြုလုပ်ခြင်းအပြင်ပြုလုပ်သူတွေမှလည်းငွေကြေးဥစ္စာတိုးပွားလာလိမ့်မယ်ဆိုတာလောက်ကိုပဲအများစုကကြားဘူးနာဝရှိနေခဲ့ကြတာဖြစ်ပါတယ်ဒါဟာတော့တစ်စိတ်တစ်ပိုင်းအနေနဲ့တော့မှန်ပါတယ်တကယ်ပန်းတကူအစီရဲ့အတိတ်ပဲရည်ရွယ်ချက်အပြည့်စုံကတော့ဒီတက်မကအတိတ်ပဲခံယူချက်ရည်ရွယ်ချက်တွေကများစွာကျေပြန့်လာပါတယ်ဒါကြောင့်ပန်းတကူရဲ့ရည်ရွယ်ချက်အတိတ်ပဲနဲ့ပြုလုပ်ရမယ့်အချိန်အခါတွေကိုတိတိကျကျသိရှိအောင်လို့အနည်းငယ်များပြောပြချင်ပါတယ်ပန်းတကူရဲ့တကယ်အနက်အစစ်ကပန်တုကူလာဆိုတဲ့ပါဏိကနေဆင်းသက်လာခဲ့တာဖြစ်ပါတယ်ပန်တုကူလာပန်တုကူအဲဒီမှာတဆင့်ပန်တကူလို့ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်ပန်တုဆိုတဲ့ပုတ်ကမြေကြီးဖြစ်ပါတယ်အဓိပ္ပာယ်ကတော့ပါပန်တုကူလာမြေမုံကဲ့သို့ဆက်ဆုပ်ဖွယ်ကောင်းတဲ့အဝေးလို့အဓိပ္ပာယ်ရပါတယ်ရှေးရခင်မြတ်ဖျားတတော်ထေရှားရှိစဉ်အခါကယဟန်တော်တို့ကသင်္ကန်းအတွက်လူတို့စွန့်ပစ်ထားတဲ့အဝိစ္စတွေကိုရှာဖွေကြရပါတယ်ဒီလိုရှာဖွေကြတဲ့အခါအဝိစ္စအများစုကိုတွေ့နိုင်ရနိုင်တာကတော့များသောအားဖြင့်အမိုက်ပုံနဲ့တင်ချိုင်းကုန်းနှစ်နေရာသာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့လူတွေကမိမိတို့မလိုချင်တော့တဲ့မဝတ်ချင်တော့တဲ့ဝတ်မရလောက်အောင်ပျက်စီးနေတဲ့အဝတ်အထည်တွေကိုအမိုက်ပုံတို့စွန့်ပစ်လေးရှိကြပြီးအဲ့ဒီခေတ်ခါကလူတွေတင်လွန်ကြတဲ့အခါအလောင်းကောင်ကိုအဝတ်ပတ်ပြီးတော့တုတ်တန်တစားပြင်မှာလာပစ်ထားကြလို့ပဲဖြစ်ပါတယ်။ရဟန်းတော်တွေကဒီလိုလာပစ်ထားကြတဲ့အဝတ်အထည်တွေကိုကောက်ယူပြီးမှတစ်ခေါက်ရည်စိုးခြင်းချုပ်ခြင်းချုပ်လုပ်ခြင်းစသည်တို့ကိုပြုလုပ်ကြရပြီးတော့သင်္ကန်းဖြစ်တဲ့ဝိယုံစင်